အားလုံးပဲမင်္ဂလာပါရှင်ဒါတာရဲ့ blog လေးကနေကြိုဆိုလိုက်ပါရရှင်ကျမဒီနေ့ကတော့အင်းဝမြို့အလဲသွားလဲတာကိုရိုက်ပြမှာဖြစ်ပါရှင်ပထမဆုံးအနေနဲ့ကျမတို့အမရဘူကနေစတင်ထုတ်ခါတာဖြစ်ပါရှင်အမရဘူကနေသွားတဲ့လမ်းတစ်လျှောက်မှာဆိုလို့ရှိရင်တပ်ပင်တွေအုပ်ဆိုင်ပြီးတော့အပူရန်တက်တာရဲ့လမ်းလေးဖြစ်ပါရှင်ဒီဘက်ရှမ်းလေးမှာတွေ့နေရတာရထားလမ်းလေးဖြစ်ပါတယ်ဒါကတော့သွားတဲ့လမ်းတစ်လျှောက်မှာတမိုင်းဝင်စီဒီဖျားတွေကိုတွေ့ရတာဖြစ်ပါရှင်ဒီရွာလူတွေကများတော့အပြင်အိုးလုပ်ငန်းကိုလုပ်ကင်ကြတွေ့ရတယ်ပေါ့နော်ဒီမှာဆိုရင်ရေအိုးတွေစုဘူးတွေအစရှိသဖြင့်ပေါ့မြမလက်မှုပညာအိုးလုပ်ငန်းကိုတွေ့ရတာဖြစ်ပါရှင်လဲကျွင်ဝင်အားပေးကြပါရှင်ဒါကတော့တရဥဘက်ကိုကူးမဲ့မုတ်တီစုလေးစိတ်ကိုသွားတဲ့နယ်လမ်းမှာတွေ့ရတဲ့ကြည်မနိုင်ရွာလေးဖြစ်ပါရဲ့ဒီရွာလေးရဆိုလို့ရှိရင်ငလျင်ထံကိုတော်တော်လေးကိုခံခဲ့ရတဲ့ရွာလေးဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လမ်းနေပြိုပြစ်နေရရင်တွေ့ရရဲ့အိမ်နေအုတ်တိုင်းနေပြိုပြစ်ပစ္စည်းဓာတွေကိုစိတ်မကောင်းစွာတွေ့ရရဲ့ပေါ့နော်လမ်းနေဆိုလို့ရှိရင်လည်းအရင်ကဖြောင်းပြူနေတဲ့လမ်းတွေကငလျင်တန်းကြောင့်ပျက်စီးနေရတယ်ကိုကျမတို့စိတ်မကောင်းစွာမြင်ခဲ့ရပါရှင်။ကိုကူးမဲ့မုတ်တီစုလှိစိတ်ကိုရောက်ပါပြီ။ကျမတို့ကကြတော့လှိစိတ်လို့ခေါ်တယ်ပေါ့နော်ဒီကလူတွေကဆိုလို့ရှိရင်ငှက်စီရတမန်စီရဆိုပြီးတော့တုံးတုံးကြဖြစ်ပါတယ်။မတူညွေရဲ့အတုံးတုံးလေးဖြစ်ပါရှင်။ကျမတို့လှိစောက်နေနေလေတရေချန်လေးကိုရိုက်ပြဖြစ်ပါတယ်ဒီနေရာလေးဆိုလို့ရှိရင်အရင်ကိုအေးချက်ပါတယ်။ဒါကတော့ကျမကဟိုဘဲစိတ်မှာရှိနေတဲ့ငှက်သမားပေါ့နော်လှေသမားကိုကျမလှမ်းခေါ်နေရဖြစ်ပါတယ်ငှက်ရောက်ပြီဆိုတာနဲ့ကျမပြေးပြီးတော့ဆင်းသွားရပေါ့နော်ကျမအရက်နေစီးကျင်နေပါပြီငှက်ပေါ်ကိုတက်ပါပြီရှင်ဒါကတော့ငှက်ပေါ်မှာပဲမြနေတူတူပါဆိုတော့ပေးစုံနေမျက်နှာလေးကိုတော့တီးခံပေးကြပါရှင်အလုပ်ကနေတန်းလာတာဖြတ်လို့ပါဒါကတော့ငှက်ပေါ်မှာပဲမြနေတဲ့ပဲမြနေတူတူပါဆိုတော့ကျမစကင်လေးရနေရောင်မရက်လှနေရနော်ဒီမြက်ကကြတော့ဒုဋ္ဌဝတီမြက်လို့ခေါ်ရပေါ့နော်ဒီရဲ့ဟိုဘက်ကမှာဆိုလို့ရှိရင်ကျမတို့တရဦးမြို့ကိုရောက်ပါပြီဆိုတော့ကျမငှက်ကြီးစီးပြီးတော့အမရဘူကနေပြီးတော့မှတရဦးကိုကူးနေပါပြီရှင်ဒါကတော့ဒုဋ္ဌဝတီမြက်ရဲ့ညနေခင်းအလှဖြစ်ပါရဲ့ရှင်ဒီမှာဆိုလို့လေငလျင်ကြောင့်ကျမတို့ရေကာတာကြီးကျိုးတာကိုတွေ့ရတယ်ပေါ့နော်ဒါကတော့ညနေခင်းငားမြနေတဲ့လူတွေပါညပေါ်ဆိုင်ကလေးကိုချပြီးတော့တက်လာတဲ့အင်းဝသူလေးဖြစ်ပါရဲ့ရှင်ခုတော့ကျမတဲမဲ့အိမ်ကိုသွားမယ်ပေါ့နော်ကျမတဲမဲ့အိမ်ကကြာလို့ရှိရင်မုတ်တီစုမှာပါဆိုတော့လေဒီမုတ်တီစုရဲ့လမ်းကလေအရန်ကိုလှရပေါ့နော်ကျမအရန်သဘောကျရဲ့တပ်ပင်လေးအုံမိုင်းပြီးတော့လမ်းကလေးဖျောက်ပြူးနေရပေါ့နော်ပြီးတော့လေကျမတဲရဲ့အိမ်တွေကဆိုလို့ရှိရင်လေအရန်ကိုတိတ်ဆိတ်တယ်ပေါ့အိမ်တွေလည်းအလောက်မများဘူးကွန်ပျူတာစနစ်ကိုတက်တက်ဝင်နေကြရဲ့အိမ်လေးဆိုတော့လေအရန်ကိုမှအေးချမ်းပြီးတော့တိတ်ဆိတ်နေပါရဲ့ကျမဒီမှာဆိုလို့ရှိရင်လေမနစ်စောစောရေကိုတခါတည်းရပေါ့နော်ကျမလမ်းထလျှောက်ဖြစ်တာရှိပါတယ်ဒီနေရာလေးကအရန်ကိုအေးချမ်းပါတယ်ဒီနေရာရဲ့ဟိုဘက်ဆိုလို့ရှိရင်လေဒါတမိုင်းဝင်စီကြီးရှိရပေါ့နော်အခုတော့ငလျင်ကြောင့်ပိတ်နေရရှိပါတယ်ကျမကတဲမဲ့အိမ်မှာအထုပ်လေးထားပြီးရင်တော့အင်းဝါကိုသွားပါမယ်ဒီလမ်းလေးကကြတော့လေဘဲဘဲရှမ်းကကြတော့ကျမတို့အင်းဝါကိုသွားရလမ်းပေါ့နော်ညာဘက်ရှမ်းကကြတော့မင်းတို့အုပ်ကျောင်းသွားရလမ်းလေးပါရှင်ဆိုတော့ကျမအင်းဝါမြို့စီကျုံရွာကိုသွားပါမှာစီကျုံရွာကိုသွားမဲ့လမ်းတစ်လျှောက်မှာဒါအင်းဝါမြို့ရဲ့နန်းမြို့ကြီးကိုကျမတို့တွေ့ရတာဖြစ်ပါတယ်တခါကြလို့ရှိရင်နမ်းမျိုးရင်တော့တခုပေါ့နော်ဒီရှင်းမှာဆိုလို့ရှိရင်လေမြေပဲစိုက်ထားတာတွေညနေခင်းတာယာလုပ်ပြီးတော့ပြန်လာတဲ့လူတွေကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ဒါကတော့တမိုင်းဝင်စီတဆူဖြစ်တဲ့ဒေါ်ချမ်းဖျားလို့ခေါ်တယ်ပေါ့နော်ဒီမှာဆိုလဲငလျင်ကြောင့်ပစ္စည်းနေရာကြီးတွေ့ရမှာပါဒါကတော့နတ်မြို့ရိုးပေါ့နော်နတ်မြို့ရိုးမှာရှိရအရာပဲဖြစ်ပါတယ်ဆိုညနေစည်းစာနဲ့နတ်မြို့ရိုးနဲ့အရှိအပြိုင်းလေးနဲ့ရန်ကိုကြည့်ရတာမျက်စိပဒေသာဖြစ်ပါတယ်ရှင်ညနေခင်းဆိုတော့ကျောင်းသားလေးကျောင်းဆင်းလာတယ်လည်းတွေ့ရပါတယ်ဒါကအင်းဝါလန်းပေါ့နော်အင်းဝါလန်းမှာအမိုက်တွေမိရှို့နေရဆိုတော့လေကျမတို့အငွေ့အေးထဲမှာမိခိုးငွေ့အေးကြားထဲမှာမမြင်မဆန်းနဲ့ကျမတို့မောင်းကြရဲပေါ့နော်ဒါကတော့အရင်ကိုလှရဲ့အင်းဝါမြို့ရဲ့အဝင်လန်းလေးဖြစ်ပါရဲ့ရှင်တပင်လေးနဲ့ရန်ကိုတားရပါတယ်ဒီမှာဆိုလို့ရှိရင်လေတမိုင်းဝင်နောက်ထပ်စီရီတဆူကိုကျမတို့တွေ့ရမှာဖြစ်ပါတယ်ဒီညာလေးဆိုလို့ရှိရင်ရန်ကိုကျမသဘောကျပါတယ်ဒီရဲ့လမ်းခွေးလေးကတော့ဘာကရအကြောင်းကိုသွားတဲ့လမ်းခွေးလေးဖြစ်ပါတယ်ကျမတို့အခုသွားနေရကြလို့ရှိရင်အင်းဝမြို့ရဲ့စင်ကျုံရွာကိုဖြစ်ပါတယ်ရှင်စင်ကျုံရွာတမိုင်းဝင်ဖျားကလည်းငလျင်ထိထားရပေါ့နော်
အရန်ကိုလှရဲ့စင်ကျုံရွာရဲ့အဝင်လမ်းလေးဖြစ်ပါတယ်ရှင်ကျမအရန်သဘောကျပါတယ်ခုတော့ကျမတို့အင်းဝမြို့ရဲ့စင်ကျုံရွာကိုဝင်ပါပြီရှင်ဒီရွာအဝေးလမ်းလေးရတယ်လေထက်မင်းလေးနဲ့အရန်ကိုတာယာပြီးတော့လှပပါတယ်ဒီလမ်းလေးကတော့လေဒါအင်းဝမျိုးရဲ့အထင်ကရလမ်းလေးပဲဖြစ်ပါတယ်ပေါ့နော်ဒါကိုဥအိုလမ်းလို့ခေါ်ပါတယ်ကျမအင်းကသွားတော့ငါဆိုလို့ရှိရင်ငလျင်ကြောင်မိုးတွေရွာလို့ပေါ့နော်ပစ္စည်းပြီးတော့နေပါတယ်ဒါပေမဲ့အခုဆိုလို့ရှိရင်လမ်းကိုပြန်လည်ပြုပြင်လိုက်တဲ့အချိန်မှာအရန်ကိုလှတယ်ပေါ့နော်ပြီးတော့အင်းဝမျိုးကိုရောက်တယ်ဆိုလို့ရှိရင်သွားတင်တဲ့လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်ရှင်ဒီနေရာလေးဆိုရင်လေကျမအရန်သဘောကျတာညနေစီးစာနဲ့တက်ပင်ကြီးလေးမှာထိုင်ပြီးလို့ရှိရင်လေဒါကံမြင်းလေးကိုလည်းကြည့်ရခန်းစားချက်ကကြလို့ရှိရင်အရန်ကိုစိတ်သက်သာရစီကျမတို့သွားရဲတက်ဦးရဲ့ညစည်းလေးကိုရောက်လာပြီပေါ့နော်ညစည်းမှာဆိုလို့ရှိရင်လေငလျင်ကြောင်ဖျားရီတမိုက်ဝင်စီပစ္စည်းနေအောင်ကျမတို့စိတ်မကောင်းစွာတွေ့ရတယ်ပေါ့နော်ဒါကတော့တရဦးမျိုးရဲ့လေညစည်းလေးဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါတရဦးဒေတာထွေအစားတောက်တယ်အများကြီးကိုကျမတို့စားခွင့်ရတယ်စားလို့ရတယ်ပေါ့နော်ဆိုတော့လမ်းကြုံနေဆိုလို့ရှိရင်တရဦးမျိုးလေးကိုသွားပြီးတော့ညစည်းမှာသွားစားဖို့အကြံပေးပါရရှင်ကျေးဇူးတင်ပါတယ်ရှင်